အဲ့တော့ကျွန်တော်တို့ကဒီတစ်ခါ probability ရဲ့ fundamental rules တချို့ကိုဆက်ပြီးတော့မှသွားမှာဖြစ်ပါတယ်အဲ့တော့ probability လို့ပြောပြီးဆိုလို့ရှိရင်ဘလို့ event မျိုးမှမဆို the probability of E must be between 0 and 1ဘလို့ event မျိုးမှမဆိုသူ့ရဲ့ဒီ event ရဲ့ဖြစ်နိုင်ခြေဒီ0နဲ့1အတွင်းမှာပဲရှိမယ်0ထက်ငယ်ပြီး minus လည်းပဲရမှာမဟုတ်တယ်လို့1ထက်လည်းကြီးမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ the probability of event E is between 0 and 1 inclusive ဒီလိုမျိုးနားလည်ရဖြစ်တယ်လုံးဝကျင်းသိပေါက်ဖြစ်မဲ့ event မျိုးဆိုရင်သူရဲ့ probability က1ဖြစ်ပြီးတော့မှတေချာပေါက်မဖြစ်မဲ့ event ဆိုလို့ရှိရင်သူရဲ့ probability ဒီ0ဖြစ်မယ်တာမန်အဖြစ်သူရဲ့ probability value က0နဲ့1ကြားမှာပဲရှိမှာဖြစ်တယ်ဥပမာအနေနဲ့ကျွန်တော်တို့ကဒင်္ဂါတစ်ပြားမြောက်လိုက်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်ခြေက2ခုပဲရှိတယ် head or tail ပေါ့ head ဖြစ်နိုင်ခြေလည်းပဲ half 50% ပဲ tail ဖြစ်နိုင်ခြေလည်းပဲ half 50% ပဲဒါကြောင့်မို့လို့ဒါဒီလေးပဲ probability ဒီ0နဲ့1တွင်မှာပဲရှိတယ် 0.5 ဆိုဒီလိုပဲကျွန်တော်တို့က answer တစ်တုံးကိုလှိမ့်လိုက် answer တစ်တုံးကိုလှိမ့်လိုက်တဲ့အခါမှာ3ဆိုတဲ့နံပါတ်ကြမယ်ဖြစ်နိုင်ခြေဒီ 1/6 ဖြစ်တယ်ဒါလည်းပဲရှင်းပါတယ်ကျွန်တော်တို့ answer တစ်တုံးမှာမျက်နှာပြင်6ခုရှိတယ်1ဖြစ်နိုင်ခြေ2ဖြစ်နိုင်ခြေ3ဖြစ်နိုင်ခြေ4ဖြစ်နိုင်ခြေအဲ့စရှိသဖြင့်1ကနေ6အတွင်းဖြစ်နိုင်ခြေတွေက1/6 1/6 1/6 16.67% ပဲရှိတယ်ဒါကသူရဲ့เนาะ fundamental rules တစ်ခုပေါ့ကဲနောက်တစ်ခါဒုတိယတစ်ခုက all possible events of probability ရဲ့ all possible events တွေကိုပေါင်းမယ်ဆိုလို့ရှိရင်1ပဲရမှာဖြစ်တယ် summation of probability of E is equal 1ဥပမာအနေနဲ့ကျွန်တော်တို့က answer တစ်တုံးကိုလှိမ့်ချလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖြစ်နိုင်ခြေက6ခုရှိတယ် probability of 1ကနေ probability of 6တခုမဟုတ်တခုကြာမှာပဲအဲ့6ခုနဲ့တခုကြာအဲ့တော့ probability of 1ရဲ့ဖြစ်နိုင်ခြေကလည်း 1/6 2ဖြစ်နိုင်ခြေလည်း 1/6 3ဖြစ်နိုင်ခြေလည်း 1/6 6ဖြစ်နိုင်ခြေလည်း 1/6 ဒါကြောင့်မလို့ဒီ all possible events 6ခုစလုံးကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်1ပဲရ1ထက်မကျော်ဘူးအဲ့ဒီသဘောဖြစ်ပါတယ်ကဲနောက်တစ်ခါကျွန်တော်တို့ကလုံးဝမဖြစ်နိုင်တဲ့ event impossible events ပေါ့အဲ့ဒါကဘယ်ဟာမျိုးကိုဆိုလဲဆိုတော့ဥပမာအနေနဲ့ answer တစ်တုံးကိုလှိမ့်လိုက်မယ် answer တုံးမှာမျက်နှာပြင်6ခုဖြစ်တာရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့1ကနေ6အတွင်းတစ်ခုမဟုတ်တစ်ခုကြာဒါဆိုလို့ရှိရင် probability of 7ဆိုလို့ရှိရင်ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူးမရှိလေဟာအဲ့ဒီအတွက် probability of getting a 7ဆိုလို့ရှိရင်0ပဲလုံးဝမဖြစ်နိုင်တဲ့ event မျိုးဆိုလို့ရှိရင်သူရဲ့ probability ဒီ0ဆိုပြီးနားလည်ရမှာဖြစ်တယ်ကဲနောက်တစ်ချက်သေချာပေါက်ဖြစ်မဲ့ event ဆိုလို့ရှိရင်သူရဲ့ probability က1ဖြစ်တယ်ဥပမာကျွန်တော်တို့ကဒီ answer တစ်တုံးလှိမ့်လိုက် answer တစ်တုံးကိုလှိမ့်လိုက်လို့ရှိရင်1ကနေ6အတွင်းတစ်ခုမဟုတ်တစ်ခုဖြစ်မယ်1ဖြစ်ခြင်းဖြစ်2ဖြစ်ခြင်းဖြစ်6ဖြစ်ခြင်းဖြစ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီဖြစ်နိုင်ခြေ6ခုစလုံးကိုပေါင်းလိုက်မယ်ဆိုလို့ရှိရင်ရလာမယ်ရလက်ဒီ1ပဲဖြစ်တယ်ဒါကြောင့်မို့လို့ answer တစ်တုံးလှိမ့်လိုက်လို့เนาะ getting a number between 1 and 6ဆိုလို့ရှိရင်1ဖြစ်တယ်ဒါကသေချာပေါက်ဖြစ်မဲ့ event stress ဆိုရင်သူရဲ့ probability က1ဆိုပြီးနားလည်ရမှာဖြစ်ပါတယ်